စစ်ဖြစ်နေတဲ့ဆွေတော်မျိုးတော်တို့ရဲ့အကြားမှာဟောကြားတဲ့ငြိမ်းချမ်းရေးတရားဟာစစ်ရဆဲရေးတစ်ခုသာမကတရားရည်ရဲ့တဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟစတဲ့နှစ်ဖက်ရန်ဖြစ်ခြင်းရဲ့အကြောင်းကိလေသာတရားတွေရဲ့ငြိမ်းချမ်းမှုထိအောင်မြတ်စွာဘုရားရဲ့ဆိုလိုရင်အဓိပ္ပာယ်ကပေါ်လွင်ထင်ရှားစေတယ်ဒီကနေ့ခေတ်ခေါ်နေတဲ့ငြိမ်းချမ်းရေးဆိုဒီမှာအပြည့်ခတ်ရဆဲတာတို့စစ်ရဆဲတာတို့ဒါမျိုးကိုပဲငြိမ်းချမ်းရေးခေါ်နေကြတကယ်တော့တကယ်ငြိမ်းချမ်းရေးဆိုတာဟာလူတွေရဲ့နှလုံးသားထဲမှာရှိတဲ့ငြိမ်းချမ်းမှုကိုနှောက်ယှက်ဖြစ်နေပြုတတ်တဲ့ကိလေသာတွေငြိမ်းချမ်းမှတကယ်ငြိမ်းချမ်းမှုကိုရမယ်ဆိုငြိမ်းချမ်းရေးအတုကိုသာလောကလူတွေဟာဖော်ဆောင်နိုင်ကြတယ်မြတ်စွာဘုရားကငြိမ်းချမ်းရေးအစစ်ကိုဖော်ဆောင်တဲ့ဤစနစ်ကိုဟောကြားခဲ့တာဖြစ်တယ်အဲ့ဒီငြိမ်းချမ်းရေးအစစ်ရဖို့ရအတွက်ဘာတွေလုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားရှင်းလင်းဖော်ပြခဲ့တယ်လောကကြီးမှာလူတွေဘေးရန်အန္တရာယ်တွေရောက်နေကြတာဟာမိမိရဲ့ကိုယ်ချင်းတရားပြပြပြီးတော့လှုပ်ဆောင်မှုတွေကြောင့်လို့ဆိုတာလောကကြီးမငြိမ်းချမ်းတာဟာဘာကြောင့်မငြိမ်းချမ်းတာလဲလို့ဆိုရင်အဲ့ဒီမငြိမ်းချမ်းစေတတ်တဲ့စိတ်ဓာတ်တွေနဲ့စိတ်ဓာတ်တွေကိုအချိန်ခံပြီးတော့မငြိမ်းချမ်းစေတတ်တဲ့အပြောအဆိုတွေမငြိမ်းချမ်းစေတတ်တဲ့လုပ်ရတွေကြောင့်ငြိမ်းချမ်းမှုတွေပြန့်ပြားနေတယ်ဒါကြောင့်မို့တကယ်စစ်မှန်ပြီးတည်ငြိမ်တဲ့ငြိမ်းချမ်းရေးကိုရချင်လို့ရှိရင်အတွင်းထဲမှာမငြိမ်းချမ်းစေတတ်တဲ့ဆိုးရုပ်လာတဲ့သဘာဝတရားတွေကိုဖယ်ရှားသုတ်သင်ပြဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့အတန်အားဖြင့်ပြောမယ်ဆိုရင်ငြိမ်းချမ်းရေးတရားလို့ဆိုတာအပေါ်ယံပြောလို့ရှိရင်လူလောကကြီးမှာအစဉ်ပြေပြီးတဦးနဲ့တဦးပဋိပက္ခမဖြစ်ဘဲညီလူညာလူကိုယ်လုတ်ပြီးတော့တည်ငြိမ်စွာနေတာကိုပဲလူလောကငြိမ်းချမ်းရေးလို့ခေါ်တာမြတ်စွာဘုရားကြတော့ရှင်ထဲကပူလောင်နေတဲ့တရားတွေဟာဒါကိုတကယ်အဖြစ်ငြိမ်းချမ်းရေးလို့မခေါ်နိုင်ဘူးရှင်ထဲမှာပူလောင်နေကြတာဖြစ်လို့တကယ်ငြိမ်းချမ်းရေးမဟုတ်ဘူးအပြင်ပန်းကငြိမ်းချမ်းရေးမျှတာဖြစ်တယ်အတွင်းအနှစ်သာရငြိမ်းချမ်းမှသာလေတကယ်ငြိမ်းချမ်းရေးကိုရမယ်ဆိုတာကိုဟောကြားဆုံးမခဲ့တာလို့အဲ့တော့ဒီတရားကိုနာပြီးတဲ့အခါမှာတာဂဝေမင်းသားတွေကောလိယတို့ကောလိယမင်းသားတွေနှစ်ဖက်ရန်ဆောင်ပြီးတော့စစ်ဖြစ်တော့မဲ့အနေအထားမှာရှိကြတယ်စစ်ပွဲပွားဝင်တဲ့ပုဂ္ဂိုလ်တွေဟာတကယ်ငြိမ်းချမ်းရေးကိုရရှိသွားကြသလားလို့ဆိုတာဏိကုံးချုပ်ကြလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့တကယ်ငြိမ်းချမ်းရေးရရှိသွားကြတယ်ဆိုတာဟာအဖြေထုတ်နိုင်မှာဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေလည်းတကယ်ငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့အခုပြောတဲ့မိမိတို့တဏ္ဍာမှာငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့တရားတွေကိုဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒီသုတ္တံမှာမနေ့ကအစ၅ဂါထာကိုရှင်းလင်းဟောကြားပြီးတော့ပြခဲ့ပြီငြိမ်းချမ်းမှုကိုပြပြစေတာဟာဘာကြောင့်လူတွေရဲ့နှလုံးသားထဲမှာစူးဝင်နေတဲ့ရာဂတိဟုသောညောင့်ဒေါသတိဟုသောညောင့်မောဟတိဟုသောညောင့်မာမာနတိဟုသောညောင့်ကိလေသာတိဟုသောညောင့်ဒုစရိုက်ဆိုတဲ့ညောင့်နေအဲ့ဒီစိတ်ထဲမှာငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့ရှင်တဲ့နှလုံးထဲမှာစူးဝင်ပြီးဒုက္ခပေးနေတဲ့ဒီသဘာဝတရားတွေကြောင့်ဆိုတာထင်ထင်ရှားရှားမြတ်စွာဘုရားကတရားတွေကိုနားလည်သဘောပေါက်အောင်မိပေါင်းထိုးပြခဲ့တာဖြစ်တယ်အဲ့တော့ငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့အရာတွေနဲ့ပတ်သက်ပြီးလူတွေဟာနေ့စဉ်နဲ့အမျှအားပေးအားမြောက်ပြုပြီးတော့နေကြတယ်ဘယ်တော့မှငြိမ်းချမ်းရေးရမှာမဟုတ်ဘူးငြိမ်းချမ်းရေးမရနိုင်တာတွေကိုလူတွေဟာနေ့စဉ်နဲ့အမျှအားပေးအားမြောက်ပြုနေကြတယ်ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်တထသိက္ခာနုခိယန္တိယာနိလောကေဂတိတာနိနတေတုပတုတောတိယနိဗ္ဗေသသဗ္ဗတောကာမေသိက္ခေနိဗ္ဗာနမတ္တနောဒ
ဒီထဲမှာလမ်းညွှန်မှုပြုထားတာလောကလူသားတွေရဲ့အခြေအနေကဘာတွေလုပ်နေကြတော့ဆိုတထသိက္ခာနုခိယန္တိလူတွေဟာဒီကာမဂုဏ်အာယုန်တွေမမောစရာတွေတွေ့တာစရာတွေလူချင်းစရာတွေဒါတွေကိုရရှိဖို့အတွက်အတတ်ပညာသင်နေကြတယ်အတတ်ပညာသင်နေတယ်ဆိုတာဘာပညာတွေကိုဖော်ပြထားတုံးလို့ဆိုတော့ဒီမဟာနိဒိတကျမ်းမှာဒီဂါထာကိုဖွင့်ဆိုပြီးအဓိပ္ပာယ်ဖော်ပြထားတာတော့ဟဋ္ဌိသိပ္ပဟဋ္ဌိသိက္ခာအတ္တသိက္ခာရထသိက္ခာဆိုပြီးအတ္တပညာတွေကိုဖော်ပြထားတာစင်စည်းအတ္တမြင်စည်းအတ္တယထာစည်းအတ္တနော်ဓာခုတ်လှန်ထိုးဆိုတဲ့အတ္တတွေတခါစစ်ပွဲမှာမြားရကြီးစူဝင်လာလို့ရှိရင်ခွဲစိတ်ကုသတဲ့အတ္တတန်လာကတ္တဆိုတဲ့အတ္တတွေအဲ့ဒီလိုခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုကုသပေးတဲ့ကာယတိကိစ္စဆိုတဲ့အတ္တငယ်ရွယ်တဲ့ကလေးတွေကိုကျမ်းမာရေးစောင့်ရှောက်ပေးတယ်ဆိုတဲ့ကောမာရဖိစ္ဆာအတ္တအဲ့ဒီအတ္တပညာတွေကိုလောကလူတွေဟာဒီကာမဂုဏ်အာယုန်တွေခံစားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သင်ယူနေကြတယ်သူတို့သင်တဲ့ပညာရက်တွေဟာနိဗ္ဗာန်ကိုဥတည်ထားတာတခုမှမရှိဘူးလောကအတွင်းမှာဒီမိမိရဲ့ဘဝခရီးဖြောင့်တန်းမှုဒီအတွက်ကိုသာရည်ရွယ်ပြီးတော့သင်နေကြတာအဲ့ဒီသိက္ခာဆိုတဲ့အတ္တပညာအမျိုးစုံကိုလောကလူသားတွေဟာသင်ယူနေကြတယ်အဲ့ဒီလိုသင်ယူနေတာဟာဘာကြောင့်လဲလို့ဆိုရင်ယာနိလောကေဂတိတာနိမမောစရာတွေမမောစရာတွေရှိတယ်အချင်းချုပ်ပြောရင်ကာမဂုဏ်အာယုံ၅ပါးဟာမမောစရာပဲတခုစီလျှောက်ပြောမယ်ဆိုရင်ယာရုဂုံသိစီစိန်ဥစ္စာတွေဟာမမောစရာယာရုရမယ်ဆိုရင်လည်းမမောတာစီစိန်ဥစ္စာတွေရမယ်ဆိုရင်လည်းမမောတာဂုံတရင်ကြည့်မယ်ဆိုလည်းမမောစရာအဲ့တော့ဓာတ်တွေဟာအကုန်လုံးမမောစရာတွေဖြစ်တယ်အဲ့ဒီမမောစရာတွေရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပညာရက်တွေကိုသင်ယူနေကြတယ်အဲ့ဒီသင်ယူနေမှုတွေဟာဘာအတွက်ရည်ရွယ်ပြီးတော့သင်ယူနေတာတော့ဆိုမမောစရာကာမဂုဏ်အာယုန်တွေရရှိခံစားဖို့အတွက်သင်ယူနေကြတာဖြစ်တယ်ဒါကြောင့်မို့လို့သူတို့သင်ယူနေတဲ့အတတ်ပညာကရောဥတည်ထားတဲ့ဥတည်ချက်ကရောနှစ်ခုစလုံးဟာရှင်တွဲနှလုံးထဲငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာတခုမှမရှိဘူးငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့အရာမျိုးတွေဒါဖြစ်နေတယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဒီကထာမှာမြတ်စွာဘုရားဟောတဲ့ဒေသနာမှာတထသိက္ခာနုခိယန္တိကြိုးစားပန်းစားတတ်ပညာတွေသင်ကြတယ်တဲ့ဝိចេတနာရရှိဖို့အတွက်ယာနိလောကေဂတိတာနိမမောစရာကာမဂုဏ်အာယုန်တွေလိုချင်စရာတွေအခွင့်အရေးတွေဒါတွေအတွက်လူတွေဟာကြိုးစားပန်းစားသင်ယူနေကြတော့မြတ်စွာဘုရားကတတိပေးတယ်နာတေတုပတုတောတိယအဲ့ဒီပုံမှာမလိုက်စားနဲ့တဲ့ဒါတွေလုံနေလို့ရှိရင်တော့ရှင်တဲ့နှလုံးထဲမှာအေးချမ်းမှုကိုရမှာမဟုတ်ဘူးတဲ့နာတေတုပတုတောတိယအဲ့ဒီတပ်ပညာတွေကိုကြိုးစားနေခြင်းမမောစရာကာမဂုဏ်အာယုန်တွေကိုရရှိဖို့ကြိုးစားနေခြင်းဟာမှားယွင်းနေတဲ့လမ်းကြောင်းတစ်ခုဖြစ်နေတယ်ဘဝတစ်ခုตายမှုအတွက်ကျိုးပန်းအားထုတ်တော်လဲပြည့်ဝတဲ့ตายမှုငြိမ်းချမ်းမှုကိုမရကြဘူးဘလောက်ပဲယာရုကြီးကြီးဘလောက်ပဲစိစိမ်ဥစ္စာတွေချမ်းသာချမ်းသာဘလောက်ပဲဂုဏ်ရှိတည်ရှိတွေဖြစ်ဖြစ်နောက်ဆုံးမှာစိတ်နှလုံးအေးချမ်းမှုဆုံးရှုံးသွားကြတာတွေချီပဲလို့ဒီလိုဆိုတယ်နော်ဒါကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုမပေးနိုင်တာဖြစ်သောကြောင့်နတ္တေတုပတုတောတိယအဲ့ဒီပုံမှာမကြိုးစားကြနဲ့တဲ့မကြိုးစားနဲ့ဟောစစ်တိုက်နေတဲ့စစ်တိုက်တော့မဲ့ဒီတာကိယတို့ကောလိယတို့နှစ်ဖက်စစ်ရင်ဆိုင်နေတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့ကိုတတိပေးတာနော်လိုချင်မှုတစ်ခုကိုအကြောင်းပြုပြီးရရှိလာတဲ့အနေအထားတစ်ခုမျှော်လင့်တောင်းတပြီးတော့ဒါတွေလုပ်နေမယ်ဆိုလို့ရှိရင်ဘယ်တော့မှမင်းတို့ငြိမ်းချမ်းရေးရကြမှာမဟုတ်ဘူးစိတ်နှလုံးပူလောင်မှုတွေနဲ့ပဲကြုံတွေ့နေကြရမှာအဲ့ဒါကြောင့်မို့လို့တ
ကယ်ဖြစ်တဲ့နာကဘာလို့ဆိုနိဗ္ဗိစသဗ္ဗတောကာမေနိဗ္ဗိစသဗ္ဗတောကာမေဆိုမင်းတို့လိုချင်စရာအာယုန်နေဆိုတဲ့ဝဋ္ထုကာမအဲ့ဒီဝဋ္ထုကာမဆိုတဲ့လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့ကိလေသာကာမဒီနှစ်ခုကိုကြည့်လိုက်တယ်အခုသူတို့တဘာအတွက်ရေလိုချင်တယ်လေရေလိုချင်တာဘာအတွက်တုံးဒီရေသွင်းလိုက်လို့ရှိရင်သူတို့လေတွေကောင်းစားသွားမှာအဲ့ကောင်းစားသွားလို့ရှိရင်သားနဲ့သမီးနဲ့မိသားစုဝဝလင်းလင်းစားသုံးပြီးပျော်ပျော်ရွှင်ရွှင်နေရမယ်ရောင်းလို့စားလို့ရောင်းချလို့ငွေကြေးဒနာတွေရမယ်ဆိုဒီမျောလင်းချက်ကြီးတွေပဲလေအဲ့ဒီမျောလင်းချက်ကြီးတွေနဲ့လောက်တာအဲ့တော့ကာမလို့ဆိုတဲ့လိုချင်စရာအာယုန်နေနဲ့လိုချင်တတ်တဲ့ကိလေသာလိုချင်စရာရဲ့လိုချင်တာရဲ့နှစ်ခုရှိတယ်ကာမဆိုတဲ့စကားလုံးကိုတောင်းဖို့ဘယ်နေရာမှာပဲဖွင့်ကာမဆိုတဲ့စကားလုံးဟာအဓိပ္ပာယ်နှစ်ခုရှိတယ်လိုချင်စရာဝတ္ထုကာမလိုချင်တာကကိလေသာကာမအဲ့ဒီမှာလိုချင်စရာကိုပယ်ရမှာလားလိုချင်တာကိုပယ်ရမှာလားလို့ဆိုရင်လိုချင်တာကိုပယ်ရလိုချင်တာကိုပယ်လို့ရှိရင်လိုချင်တာဆိုတာကိလေသာတဏှာအဲ့ဒီလိုချင်တဲ့ကိလေသာကာမကိုပယ်ဖို့အတွက်လိုချင်စရာတွေကိုတည်တည်ချာချာအသိဉာဏ်နဲ့စူးစိုက်ကြည့်ဖို့လိုအပ်တယ်တကယ်တန်ဖိုးရှိတဲ့အရာလားဆိုတာစဉ်းစားကြည့်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားနိဗ္ဗိစသဗ္ဗတောကာမေအဲ့ဒီလိုချင်စရာကာမဂုဏ်အာယုန်တွေကိုအလေးနဲ့ထားပြီးကြည့်လိုက်တယ်သူတို့ဟာအားလုံးဟာသဗ္ဗေသင်္ခါရအနိစ္စတွေကရှိပဲဘာရယာဓုရလဲအနိစ္စပဲရွှေငွေတွေရလဲအနိစ္စပဲဂုဏ်တည်းကြီးကြော်ကြားမှုရလဲအနိစ္စပျော်ရွှင်ချမ်းမြေ့မှုတွေရတာအကုန်လုံးဘာရလူချင်းစရာအာယုန်တွေကမျက်စိကမြင်တဲ့အဆင်းအာယုန်နားကကြားရတဲ့အသံအာယုန်အခိုက်အတန့်လေးတွေကြီးပဲအကုန်လုံးမျက်စိကမြင်ရတဲ့လှတဲ့ပတဲ့အာယုန်နားကကြားရတဲ့ตาရတဲ့အသံတွေနှာခေါင်းကနမ်းရှူရတဲ့မွေးကြိုင်တဲ့အနံ့တွေလျှာနဲ့လဲရတဲ့ကောင်းမြတ်တဲ့အရာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ဒါကလွဲလို့ဘာမှမရှိဘူးနာမည်တွေတတ်နေတာနာမည်တွေတတ်လိုက်မယ်တော့မျက်မှောက်ခက်မှာနာမည်မျိုးစုံတတ်လိုက်ယာဓုခုံသိမ့်စီးစိမ်ဥစ္စာလိုချင်စရာတွေကြီးပဲပေါ့အဲ့ဒီလိုချင်စရာတွေဟာထာဝရတည်မြဲတဲ့အရာတွေလားလို့ကြည့်လိုက်လို့ရှင်ဘယ်ထာဝရတည်မြဲတခဏကာမဂုဏ်အာယုံဆိုတာလိုချင်တဲ့လူများတော့မြတ်စွာဘုရားကဘာနဲ့ဥပမာပေးထားတော့ဆိုကာမဂုဏ်အာယုံဆိုတာသားထစ်နဲ့လားတရံတူတယ်တဲ့သားထစ်နဲ့လားတရံတူတယ်ဆိုတာဘာလဲသားစေးငါးစေးမှာတုံးတစ်ထားတဲ့သားတစ်လေးတစ်တစ်ကိုစွန်တကောင်ကခြီသွားလို့ရှိရင်အဲ့ဒီသားတစ်နှုတ်သီးထဲမှာရှိနေတဲ့စွန်ကိုဘေးကစွန်အုပ်ကြီးကဝိုင်းပြီးတော့ထိုးကြတယ်စိတ်ချလူကြအဲ့တော့လူရင်သူလွတ်ရင်လွတ်မလွတ်လို့ရှိရင်သူထိုးခံစိတ်ခံရမှာသူနှုတ်သီးထဲမှာသားတစ်ရှိနေသည်မြသူဟာဒုက္ခပဲစားလည်းမစားရဘူးပြေးနေရမှာပဲဟိုပြန်ပြေးဒီပြန်ပြေးအဲ့သူလွတ်ချလိုက်တာနဲ့တပြိုင်တည်းသူနောက်ကိုမလိုက်တော့လွတ်သွားပြီသားတစ်လေးလွတ်ချလိုက်တာနဲ့တပြိုင်တည်းနောက်တစ်ကောင်ကယူသွားအဲ့ယူတဲ့ကောင်ဝိုင်းလိုက်ကြပြန်ရောတခါသူကလွတ်ချနောက်တစ်ခါဝိုင်းလိုက်ကြပြန်ဒီလိုပဲယာဓုဂုံသိမ့်စီးစိမ်ဥစ္စာတွေဆိုတာကိုကဆုပ်ကင်ထားတဲ့လူဝိုင်းတိုက်မှာပဲဝိုင်းတိုက်လွတ်လိုက်ပြီဆိုလို့ရှိရင် तू ကငြိမ်းချမ်းသွားပြီနော်လွတ်လိုက်တာနဲ့ငြိမ်းချမ်းသွားတာကင်ထားတာနဲ့တပြိုင်တည်း तू လိုက်နေအဲ့ဒါကိုမြတ်စွာဘုရားဟောတာမန္တပေတုပမာဂါမဟာလိုချင်စရာအာယုန်တွေဟာလိုချင်တဲ့လူတွေများသည့်အတွက်ကြောင့်လိုချင်စရာအာယုန်တစ်ခုကိုဆုပ်ကင်ထားလို့ရှိရင်ဒုက္ခပဲလို့ဒီလိုဆိုလိုတယ်နော်အဲ့ဒီလိုချင်စရာအာယုန်တွေဟာနေမြင်ညပြောက်အခုရှိနေမဲ့တော့ကြပျောက်ချင်ပျောက်သွားတယ်ဒါကြောင့်မတည်မြဲလို့သူပိနကုပမာအိမ်မက်နဲ့လားသရံတူတယ်အိမ်မက်ဆိုတာမနိုးခင်လေးတင်လေမနိုးခင်လေးတော့ဟန်ကြနာအိမ်မက်ထဲမှာပြောစရာတွေမဲ့နေပြောနေသို့တော့ဖြတ်ကနေလဲနိုးလိုက်ရောဘာရှိဘာမှမရှိဘူးကိုအိတ်နေတဲ့ခေါင်းနဲ့ဆောင်းနဲ့အေးခင်ထားပဲနော်အိမ်မက်ထဲမှာတွေ့တဲ့ထူးခြားတဲ့အရာတွေတခုမှမရှိဘူးနိုးလိုက်တာနဲ့ပျောက်သွား
အဲ့ဒါလိုပဲယာတုဂုံသိစည်းစိမ်ဥစ္စာဆိုတာနိုးလိုက်တာနဲ့ပျောက်သွားတာပဲအိမ်မက်အတိုင်းပဲလို့ဒီလိုဆိုလို့တယ်ပေါ့အဲ့ဒါတွေကိုထိုးထွင်းသိဖို့လိုအပ်တယ်လို့ရသော်ဗျာဟောတာတိနုတ်ကုပမာကာမကာမဂုဏ်ဆိုတာမြက်ဒီကောက်ရိုးမိနဲ့တူတယ်ကောက်ရိုးကိုထုံးပြီးတော့မီးရှို့ပြီးတော့ဒီမီးရှူးတိုင်းလောက်ကြမီးရှူးလောက်ကြညမှောင်တဲ့အခါမှာသွားရင်မြင်အောင်လို့ဆိုရင်ကောက်ရိုးကိုထုံးပြီးတော့မီးရှို့လိုက်အေးကောက်ရိုးမီးဆိုတာဖြတ်နဲ့လောင်းလာတာအဲ့ဒါကြာကင်မထားနဲ့ကင်ထားရင်ကင်ထားတဲ့လက်လောင်ပါပဲလွတ်ရင်လွတ်မလွတ်ရင်ဒုက္ခရောက်မယ်ဒီလိုအိဗေကာမဂုဏ်အာယုံဆိုတာလဲထို့အတူပဲကင်ထားတဲ့လူကိုလောင်မှာပဲယာရုဂုံသိစည်းစိမ်ဥစ္စာဆိုတာလဲယာရုရှိတဲ့လူကိုလောင်မှာပဲစည်းစိမ်ရှိတဲ့လူကိုလောင်မှာပဲအဲ့ဒါတွေမမောနေလို့ရှင်လိုချင်တဲ့ပုဂ္ဂိုလ်တွေကများသည့်အတွက်ကြောင့်လောင်လိုက်မယ်တဲ့လွတ်ရင်လွတ်မလွတ်ရင်လောင်ခံရမှာပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားနိဗ္ဗိသသဗ္ဗတောကာမေလူချင်းစရာအာယုန်ရဲ့ယာရုဂုံသိစည်းစိမ်ဆိုတဲ့ဒီကာမတွေကိုအမှန်တိုင်းသိရှိနားလည်ရမယ်တကယ်သူ့ရဲ့သဘာဝဒီတိုင်းပဲသိရှိနားလည်ရမယ်ကာမဂုဏ်အာယုန်ဆိုတာယာစိတုကုပမာအငှားပစ္စည်းနဲ့လည်းအလားတန်တူတယ်အေးတချို့ကကိုယ်မှာစိန်တို့ရွှေတို့လက်ဝတ်တန်းစာတွေမရှိတဲ့လူဆရာငှားတယ်ငှားပြီးတော့ပွဲလန်းသဘင်ကိုသွားတယ်ကြောနဲ့ဒါပေမဲ့ပြန်လဲလာရောပြန်အပ်လိုက်ရနော်ပွဲလဲပြီးရောပြန်အပ်လိုက်ယာစိတုကုပမာကာမဂုဏ်အာယုန်ဆိုတာလဲဒီတိုင်းပဲခဏလေးပဲယာရုဂုံသိစည်းစိမ်ဥစ္စာတွေနဲ့ခဏလေးမော်လို့ကြွားလို့ပြီးရင်ပြန်အပ်လိုက်ရမရှိတော့ပြန်အပ်လိုက်ရဒါမို့ယာစိတကုပမာယာစိတကတောင်းထားတဲ့ငှားထားတဲ့ပစ္စည်းနဲ့အလားတန်တူတယ်လို့သူတို့ပြောတယ်အဲ့ဒီသဘောတရားတွေကိုအသေးအချာလေးနဲ့ဆင်ခြင်စဉ်းစားကြည့်ပါတဲ့အဲ့ဒါလို့ဆင်ခြင်စဉ်းစားကြည့်ပြီးသိခေနိဗ္ဗာန်မတ္တနောကိုယ်တဏ္ဍမှာလိုချင်တာတွေလိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေလိုချင်တာမရလို့မုန်းတဲ့ဒေါသတွေအမှန်မသိတဲ့မောဟတွေလွယ်မှားစွာမြင်နေတဲ့ဒိဋ္ဌိတွေအမှန်တရားပေါ်မှာတန်တရားဖြစ်နေတဲ့ဝိသိကိစ္စတွေဟောတခြားကိလေသာတွေအဲ့ဒါတွေငြိမ်းဖို့အတွက်သာကြိုးစားပါသိခေနိဗ္ဗာန်မတ္တနောငြိမ်းချမ်းရေးရခြင်းအဲ့ဒါလုပ်ပါလို့ပြောနော်ကိုယ်တဏ္ဍမှာမငြိမ်းချမ်းစေတတ်တဲ့တရားတွေကဘာလဲရာဂတွေ့တာမှုတွေတတ်မဲ့မှုတွေလိုချင်မှုတွေရရင်ရမရလို့ရှိရင်ဒေါသမုန်းတိမှုတွေအေးအမှန်မသိတဲ့မောဟတွေဒုက္ခပေးနေတယ်အမှားမြင်နေတဲ့ဒိဋ္ဌိတွေမာနတွေဟောတာတွေဟာလူရဲ့နှလုံးသားကိုပူလောင်စေတတ်တဲ့တရားတွေဖြစ်လို့အဲ့ဒါတွေငြိမ့်မှုအတွက်ကြိုးစားဓမ္မငြိမ်းချမ်းရေးရမှာလို့မြတ်စွာဘုရားဟောတာနော်သိခေနိဗ္ဗာန်မတ္တနောအတ္တနောမိမိရဲ့နိဗ္ဗာန်ရာဂစတဲ့အပူတွေငြိမ့်အောင်ကိုယ်သာလင်သိခေကျင့်ကြံကြိုးကိုအထုတ်ပါလေတာကိယနဲ့ကောလိယတွေနားဆိုင်ပြီးတော့ထောင်းနေကြမြတ်စွာဘုရားမင်းတို့တကယ်ငြိမ်းချမ်းရေးရချင်လို့ရှိရင်ဒါတွေအရင်ညှိမ့်လိုက်လို့နော်ဓမ္မစစ်မှန်တဲ့သာဝရတည်မြဲတဲ့ငြိမ်းချမ်းရေးကိုရမှာလို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ကြည့်နောက်ထပ်ဆက်ပြီးတော့ရှင်းလင်းပြသေးတယ်မြတ်စွာဘုရားဒီခန္ဓာတပုဒ်တည်ပင်လေကမ္ဘာငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်တဲ့အဆုံးအမတွေပဲနောက်ထပ်မြတ်စွာဘုရားဆက်ပြီးတော့ဟောသေးတယ်သစ္စောတိယအပကဘောအပကဘောအမာယောရိဋ္ဌပေတုနောအကောဒနောလောဘပပံဝေဝိဆံဝိတရေမုနိအသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာတကယ်ငြိမ်းချမ်းရေးကိုဖော်ဆောင်မှုအတွက်သူလုပ်ရမယ့်အလုပ်တွေရှိတယ်အလွယ်တကူနဲ့ခုနကပြောတဲ့နှလုံးသားရဲ့ပူလောင်မှုတွေငြိမ်းချမ်းရေးရဲ့အနှောင့်အယှက်တွေကိုအလွယ်တကူနဲ့တော့ဖယ်ရှားလို့ရမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လိုက်နာရမယ့်အချက်တွေရှိတယ်အဲ့ဒီလိုက်နာရမယ့်အချက်တွေကဘာတွေလဲလို့ဆိုရင်သစ္စောတိယအမှန်တရား
ကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့အမှန်တရားဆိုတာပြောရင်လေအလိမ်အညာတွေပဲပြောနဲ့မှန်ကန်တာပဲပြောတကယ်အဖြစ်မှန်ကိုပြောဝစီသစ္စာမှန်ကန်တာကိုပြောဟောနောက်တစ်ခုကတမ္မာဒိဋ္ဌိတဲ့မှန်ကန်တဲ့အမြင်ရှိဖို့လိုတယ်မှန်တာကိုလည်းပြောရမယ်မှန်တဲ့အမြင်လည်းရှိရမယ်အေးမှန်တဲ့လမ်းကြောင်းကိုလည်းရှောက်ရမယ်မှန်တဲ့လမ်းကြောင်းဆိုတာမဂ်ခင်၈ပါးမဂ်ခင်၈ပါးဆိုတာပြောလိုက်တော့နိဗ္ဗာန်ရောက်ကြောင်းတရားကြီးလို့ဒီလိုလူတွေမှာအစဉ်ကြီးတအားမြင့်သွားတယ်လို့ထင်တယ်တကယ်စဉ်းစားကြည့်တော့မဂ်ခင်၈ပါးဆိုတာကိုယ်တဏ္ဍာမှာရှိရလေအမှန်မြင်ရမယ်အမှန်တွေးရမယ်စကားပြောရင်မှန်တာပဲပြောရမယ်အမှန်တွေးပြီးအမှန်ပြောတယ်အမှန်ပြောတဲ့အတိုင်းအမှန်လုပ်တယ်မှန်တာလုပ်ပြီးတော့အသက်မွေးမှုကလည်းတန်ရှင်းတယ်အဲ့ဒါတွေဖြစ်ဖို့မှန်မှန်ကန်ကန်ကြိုးစားအထောက်ဖို့လိုတယ်မှန်မှန်ကန်ကန်အမှတ်ရနေပြီးတော့မှန်မှန်ကန်ကန်စိတ်တည်ငြိမ်အောင်ကြိုးစားရမယ်ဆိုတဲ့ဒီအမှန်၈ချက်ပဲအဲ့ဒီအမှန်၈ချက်ဟာကိုယ်တဏ္ဍာမှာဖော်ဆောင်ပြီးတော့လေ့ကျင့်ပေးဖို့ပဲရှိတယ်သစ္စောတိယမှန်ကန်မှုတွေရှိနေရမယ်ဆိုတာဒါကိုပြောတာအေးငြိမ်းချမ်းရခြင်းပြီးတော့အမှန်တရားကိုမမြတ်နိုးဘူးမှန်ကန်တဲ့အမြင်ကိုမမြင်ဘူးလွဲမှားစွာမြင်တယ်လွဲမှားစွာတွေပြောတယ်မဟုတ်တာတွေပြောတယ်မဟုတ်တဲ့အမြင်တွေမြင်တယ်မဟုတ်တဲ့လမ်းကြောင်းကိုရှောက်နေတယ်ဆိုလို့ရှိရင်ငြိမ်းချမ်းရေးဟာဘယ်တော့မှမရနိုင်ဘူးတဲ့ဒါမို့သစ္စောတိယမင်းမှန်ကန်မှုပေါ်မှာယက်တည်ဖို့လိုအပ်တယ်ဒီလိုဆိုတာနော်ပြောရင်လည်းမှန်တာပြောမဟုတ်တာတွေမပြောနဲ့မှန်တိုင်းပြောဆင်ခြင်စဉ်းစားပြီးတော့မြင်ရတဲ့အချက်ကလည်းမှန်မှန်ကန်ကန်မြင်အမှန်မြင်ရမယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်ရမယ်ဟောဒီအချက်၃ချက်ကိုသစ္စောတိယလို့မြတ်စွာဘုရားဆုံးမနောက်တစ်ခုကဘာလို့ဆိုရင်အပက္ခဘောပက္ခပဆိုတာဘာလဲရိုင်းဆိုင်တာရိုင်းပြတာမရင်ကျေးတာကိုပက္ခပလို့ခေါ်တယ်မေတ္တာတုတ်ထဲမှာပါတယ်လေနော်မေတ္တာတုတ်ထဲမှာတကောဥစုစသူဟုစုစသူဝေသောသတ္တမုဒုနတ္တိမာနိတန်တုတ်တကောစသူဝရောစအပကိသောစတန်လဟုကဟုတ်တယ်တန်တိန္ဒရိယောစနိပကောစအပက္ခဘောမရိုင်းဆိုင်ရဘူးလူဆိုတာနှုတ်အားဖြင့်လဲမရိုင်းဆိုင်ရဘူးစိတ်ဓာတ်အားဖြင့်လဲမရိုင်းဆိုင်ရဘူးနှုတ်အားဖြင့်လဲမရိုင်းဆိုင်ရဘူးကိုယ်အမှုရာအပြုမှုအားဖြင့်လဲမရိုင်းဆိုင်ရဘူးလို့ဆိုတယ်အဲ့ဒီရိုင်းဆိုင်မှုဆိုတာဘယ်သူမှလူမထင်ဘူးဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ဒီလိုအနေထားမျိုးစိတ်ဓာတ်ကလည်းဘယ်သူပေါ်မှာမလေးစားဘူးအပြောဆိုတာလည်းမစင်ញင်ဘူးလှုပ်တာကြိုင်တာတွေကလည်းရိုင်းရိုင်းဆိုင်ဆိုင်လှုပ်တယ်ဆိုတာအဲ့ဒါပက္ခပလို့ခေါ်တယ်အဲ့ဒီပက္ခပဘယ်တော့မှငြိမ်းချမ်းမှုကိုမဖော်ဆောင်နိုင်ဘူးဒီလိုဆိုတာပေါ့နော်အမှန်တရားပေါ်လဲယက်တည်ရမယ်ဒီလိုရိုင်းဆိုင်မှုကင်းပြီးတော့ရှင်ကျေးလိမ့်ပါတယ်စိတ်ဓာတ်ကလည်းယဉ်ကျေးတယ်အပြောဆိုတာလည်းပညာနဲ့ပြောတယ်လှုပ်တာလည်းပညာနဲ့လှုပ်တယ်အဲ့ဒါလို့ပြောတဲ့စကားဟာလည်းဆင်ញင်တုံတရားနဲ့ပြောတာလှုပ်ရင်လည်းဆင်ញင်တုံတရားနဲ့လှုပ်တယ်ဆိုတဲ့အဲ့ဒီအပက္ခပရိုင်းဆိုင်မှုကင်းပြီးတော့ယဉ်ကျေးတဲ့ဖြောင့်မှန်တဲ့အနေအထားမျိုးနဲ့ရှိဖို့လိုတယ်တဲ့ဓမ္မငြိမ်းချမ်းမှုကိုရနိုင်တယ်ဆိုဟောနောက်တစ်ခုကဘာတော့ဆိုအမာယောမာယာဆိုတာမရှိရဘူးမာယာဆိုတာဘာကိုပြောတာလဲဆိုအပြစ်တစ်ခုလှုပ်ထားပြီးတော့အဲ့ဒီအပြစ်ကိုမလှုပ်တဲ့ရောင်ဟန်ဆောင်တာကိုမာယာလို့ခေါ်တယ်နော်မာယာရဲ့အဓိပ္ပာယ်အစစ်ကအဲ့ဒါဗမာစကားမှာမူယာမာယာများတယ်ဆိုတာတစ်မျိုးစိတ်ထဲကဖြစ်တာတစ်မျိုးအပြင်ဟန်ဆောင်တာတစ်မျိုးဒီလိုဟာမျိုးမာယာအဲ့တော့မာယာရဲ့အဓိပ္ပာယ်ကျမ်းစာမှာဆိုထားတဲ့အဓိပ္ပာယ်ကတော့ဘာလို့မဟုတ်တာတွေလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူမဟုတ်တဲ့ရောင်သူတော်ကောင်းရောင်ဟန်ဆောင်တယ်မကောင်းတာတွေလှုပ်ထားတာကိုလှုပ်တာမဟုတ်ဘူးရောင်ဟန်ဆောင်တယ်အဲ့ဒီလိုမာယာမျိုးကောက်ချစ်တာမျိုးမရှိရဘူးလို့ဆိုတော့ယောသားဖြောင့်မတ်ရမယ်ငြိမ်းချမ်းမှုကိုရဖို့ရအတွက်ယောသားဖြောင့်မတ်မှုကအမှန်တမ်းအရေးကြီးတယ်
ဒါကြောင့်မေတ္တာတုတ်မှာအပြန်အလှန်မေတ္တာရဖို့အတွက်မြတ်စွာဘုရားအခြေခံနဲ့ဟောတဲ့အခါမှာဥစုစသူဟုစုစဥစုမင်းဖြောင်းမှတ်ရမယ်သူဟုစုအလုံးကိုဖြောင်းမှတ်ရမယ်စိတ်ရောကိုယ်ရောအပြောဆိုရောဖြောင်းမှတ်သူဖြစ်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒါလို့မဟုတ်ရင်ကောက်ကျစ်တယ်ဆိုတဲ့အရာတစ်ခုဟာနော်ကောက်ကျစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကကောက်ကျစ်လို့ရှိရင်ကိုယ်ပြန်ပြီးတော့ကောက်ကျစ်ထားမျိုးတွေဖြစ်လာမှန်ကန်တဲ့စိတ်ဓာတ်ဒီရိုးသားဖြောင့်မတ်တဲ့စိတ်ဓာတ်မျိုးမရှိဘူးဆိုရင်လေဒီပုဂ္ဂိုလ်ဟာငြိမ်းချမ်းရေးမရနိုင်ဘူးလို့ဒီလိုဆိုတယ်နောက်တစ်ခုကရိတ္တပေတုနောတဲ့တို့နဲ့တူကွဲအောင်မတဲ့အောင်မလုပ်အောင်အများနဲ့ဆက်ဆံတဲ့အချိန်မှာတယောက်နဲ့တယောက်ကွဲအောင်ခုံတိုက်တာတို့သင်ခွဲတာတို့ဒီလိုတွေမလုပ်အောင်ညီညွတ်အောင်ပဲပြောရမယ်တို့နဲ့တူညီညွတ်ရေးပြပြတဲ့စကားမျိုးတွေကိုမပြောရဘူးလို့ဒီလိုဆိုလို့ငြိမ်းချမ်းမှုရေးရဖို့ရာအတွက်ရိတ္တပေတုနာဘယ်တော့မှပြိုကွဲအောင်ပျက်စီးအောင်မလုပ်ရဘူးဖွဲ့စည်းပြီးတော့ညီညွတ်အောင်ပဲလုပ်ရမယ်လို့ဒီလိုဆိုတယ်အကောဒနောတဲ့အမျက်ဒေါသအညှိုးအတေးတွေမထားရဘူးလို့ဆိုလို့ဒေါသဆိုတဲ့အညှိုးအတေးဟာဒီအချက်9ချက်ပေါ်မှာမူတည်ပြီးတော့ဖြစ်တတ်တယ်အချက်9ချက်ဒါအာဃာတဝတ္ထု9မျိုးလို့ခေါ်တယ်လူတွေမှာမကျေနပ်မှုတွေဘယ်လိုဖြစ်တတ်တုံးလို့ဆိုရင်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်မယ်ဟောငါရဲ့အကျိုးမဲ့ကိုဒီလူဟာရခင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်မှာဆိုတဲ့ဒီအချက်3ချက်ပေါ်မှာအညှိုးတေးထားငါယံသူရဲ့ငါမိတ်ဆွေရဲ့ငါချစ်ခင်မြတ်နိုးတဲ့မိတ်ဆွေရဲ့အကျိုးမဲ့ကိုရခင်ကလည်းလှုပ်တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်မှာပဲဆိုတဲ့ဒီအချက်3ချက်နောက်တစ်ခါငါရဲ့ယံသူငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုအားပေးအားမြောက်ရခင်ကလည်းလှုပ်တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်မှာပဲဆိုဒါက3ချက်အလုံးပေါင်းလိုက်တော့9ချက်ရှိသွားနော်အာဃာတဝတ္ထု9ပါးဆိုတာအဲ့ဒါပြောတာအဲ့ဒါတွေတွေးလိုက်လို့ရှိရင်လူတွေမှာအညှိုးတေးတွေဖြစ်တယ်အညှိုးတေးရှိတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှငြိမ်းချမ်းရေးကိုမရနိုင်ဘူးအဲ့ဒီထဲမှာနော်အဋ္ဌာနေကောပဆိုတာတစ်ခုထည့်ရင်10ခုဖြစ်သွားတယ်10ခုအဋ္ဌာနေကောပဆိုတာနေပူရမလားနေကိုစိတ်ဆိုးတယ်လေတိုက်ရင်လေကိုစိတ်ဆိုးတယ်မိုးရွာရင်မိုးကိုစိတ်ဆိုးတယ်လူဆိုတာအညှိုးတေးကတရဝါပေါ်တင်ထားတာမဟုတ်ဘူးနော်တရဝါပေါ်တင်ထားတာမဟုတ်ဘူးအညှိုးတေးကအဲ့တော့ဒီတဘာဝတရားတွေပေါ်မှာလည်းထားတတ်တယ်ငယ်ငယ်တော့ကြားတဲ့အကြောင်းတစ်ခုပြောရမယ်ဆိုရင်ဧရာဝတီမြေကျောဆန်တက်မြစ်ဆိုတာကိုယ်ကောက်ပြီးတော့သွားတာအတော်လည်းမရောက်နိုင်ဘူးမြေကျောကိုလှေနဲ့ဆန်တက်တာအလွန်ပင်ပန်းတာကိုမော်တက်ကျိုးနဲ့ဆွဲလှေကိုထက်ဆန်ရတယ်အဲ့တော့လေတိုက်မှုကိုမျောလင့်ပြီးတော့နေတာလေလေးတိုက်လာမှရွက်လွတ်လို့ရတာကိုအဲ့ဒီလူကဆန်တက်လာတာရွာနာရောက်ခါနေကြတော့မှလေလေးကဟူးနဲ့လာတယ်ဖြူဖြူအဲ့ကြတော့ရွက်ထောင်ပြီးတဲ့အခါကျကဲခုမှတိုက်စမ်းဆိုပြီးတော့ရွာကျော်ရွက်လွန်သွားတယ်အဲ့ဒါလေကိုစိတ်ဆိုးတာတဲ့နော်အဲ့လိုလူမျိုးရှိသေးတယ်ရွာကျော်ရွက်တိုက်ဆိုတာအဲ့တော့အကြောင်းရှိမရှိလူဆိုတာစိတ်ဆိုးတတ်တယ်ကြမ်းဖန်ပြီးစိတ်ဆိုးတာအဲ့ဒီလိုစိတ်ဆိုးတာမျိုးကောဒနောဆိုတဲ့ဟာမျိုးမရှိရဘူးတဲ့စိတ်မတိုးရဘူးကြိုးကြောင်ဆင်ခြင်တိုင်းရမယ်ထိကနေရှိစိတ်တိုးတတ်တဲ့လူဟာဘယ်တော့မှငြိမ်းချမ်းရေးမရဘူးလို့ဒီလိုဆိုလို့တယ်နော်ငြိမ်းချမ်းရေးကိုပြပြစေနိုင်တယ်မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့အခုပြောလိုက်တဲ့အချက်လေးတွေပြောမယ်ဆိုလို့ရှိရင်နော်အမှန်တရားပေါ်မှာယက်တည်ခြင်းစိတ်ဓာတ်ရောနှုတ်ရောအပြုအမူရောမရိုင်းဆိုင်ရခြင်းရိုးသားဖြောင့်မတ်ခြင်းဂုံတိုက်မှုမရှိခြင်းစိတ်တူမှုမရှိခြင်းဆိုတာဟောဒီ၅ချက်ဒါငြိမ်းချမ်းရေးကိုဖော်ဆောင်မှုအတွက်အရေးပါတဲ့အရာတွေဖြစ်တယ်ပေါ့ဒီအချက်တွေမှမပြည့်စုံဘူးဆိုလို့ရှိရင်
ဘယ်လိုပဲငြိမ်းချမ်းရေးလုပ်လို့ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဒီလိုပြောတယ်အဲ့ဒီမှာဖယ်ရှားဖို့အချက်နှစ်ချက်ကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်လောဘပါပံဝေဝိဆံဝိတရေမုနိအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအဓိကလောဘပဲလူချင်တာကရလို့ရှိရင်ပို့လို့ချင်တယ်ဘာလို့ချင်တာယာရုလို့ချင်တယ်စီစဉ်ဥစ္စာလို့ချင်တယ်ဂုဏ်သတင်းလို့ချင်စရာတွေမှန်သမျှသူကလို့ချင်တယ်အဲ့ဒီလိုချင်မှုကိုအကြောင်းပြုပြီးနောက်ကမုန်းတိမှုဆိုတာလိုက်လာတာဒါကြောင့်မို့လောဘဆိုတဲ့ဆိုးရုပ်တဲ့အတွေးလိုချင်မှုဆိုတဲ့လောဘဆိုတဲ့ဆိုးရုပ်တဲ့စိတ်သဘောထားကိုဖယ်ရှားပစ်ပါတဲ့နောက်တစ်ခုကဝေဝိဆမစ္စရိယငါသာကောင်းစားခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်အဲ့ဒါကိုမစ္စရိယကိုဒီနေရာမှာဝေဝိဆလို့သုံးတယ်နော်ဝေဝိဆဆိုတာဝိအိဋ္ဌသူကရုပ်ပြည့်ဆင်းရဲဖြစ်တဲ့စိတ်ဆန္ဒတစ်မျိုးပဲကိုယ်သာကြီးပွားခြင်းနဲ့သူများကိုမကြီးပွားစေချင်ကိုယ်သာယာဓုရခြင်းနဲ့သူများကိုမရစေချင်ကိုယ်သာအနိုင်ရခြင်းနဲ့သူများကိုအနိုင်မရစေချင်ကိုရထားတဲ့အခွင့်အရေးကိုလာပြီးတော့သူများရတော့မှစိုးရိမ်တယ်သူများရတော့မှစိုးရိမ်တယ်အဲ့ဒါလို့ကိုရထားတဲ့အပေါ်မှာဆုပ်ကင်ထားခြင်းနဲ့သူများကိုမရစေခြင်းဘူးရဖို့ကြိုးစားလာရင်ရန်သူပဲအဲ့ဒါကိုဝေဝိဆလို့ခေါ်တယ်လောဘဆိုတဲ့ရုပ်မာတဲ့သဘောတရားအဲ့မစ္စရိယဆိုတဲ့ရုပ်မာတဲ့သဘောတရားနော်အဲ့ဒီရုပ်မာတဲ့စိတ်ဓာတ်တွေကိုတဲ့ဝိတရေကြော်လွားနိုင်အောင်ကြိုးစားပါလို့သူတို့ဆိုတယ်အဲ့ဒါမှငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်ဒါတွေတန်းလန်းနဲ့ငြိမ်းချမ်းရေးကိုဘယ်လောက်ပဲလုပ်လို့ဘယ်တော့မှမငြိမ်းချမ်းဘူးဒါငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက်ဒါတွေကိုရှင်းရမယ်လို့သူတို့ဆိုလို့ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကနောက်ဆက်ပြီးတော့ဟောတယ်အရေးကြီးတဲ့အချက်တွေငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက်ဘာတွေအရေးကြီးသေးလဲလို့ဆိုလို့ရှိရင်နိဒံတန်တိန်သဟေထိနံပမာဒိနနတံဝတိလောကလူတွေဟာဒီလူတွေရဲ့ပြော့ညံ့မှုတွေရှိတယ်ဘာတွေပြော့ညံ့မှုတုံးဆိုလို့ရှိရင်အိတ်ချင်တာလည်းပြော့ညံ့မှုတစ်ခုပဲနော်အိတ်ချင်တာလည်းပြော့ညံ့မှုတစ်ခုလို့တော့ပြောမှာပေါ့အိတ်တယ်ဆိုတာသဘာဝပဲနော်အဲ့တော့အိတ်နေလို့ကဘာမှဖြစ်မလာဘူးလေဟုတ်တယ်ကျမ်းမာရေးရအိတ်တော့အိတ်ရမှာပေါ့ဘယ်ဘူးတော့မဟုတ်ဘူးပေါ့ပန်းပြေတာသို့တော့အလွန်အကျွံအိတ်ချင်ရုံသွားလဲရုံပေါ်မှာအိတ်ကားနဲ့သွားတော့လဲကားပေါ်မှာအိတ်ချင်ရလို့မဟုတ်တော့ဘူးသူကအိတ်ထာများတော့အချီတယ်နေတာအလုံးမဖြစ်ဘူးလေအလိမ့်မဖြစ်ဘူးကလေးတွေစာသင်နေတဲ့စာပညာသင်နေတဲ့ကလေးတွေအိတ်နေအလုံးမဖြစ်တော့ဘူးလေအိတ်အနေတွေများလာအဲ့ဒါကိုလဲဖယ်ရှားဖို့လိုအပ်တယ်တန်တိန်အပြင်းပြင်းတယ်ကောင်းတာလောအောင်ပါဆိုရင်ပြင်းအဲ့ဒီပြင်းရမှုဟာလည်းပဲဒီငြိမ်းချမ်းရေးအတွက်ဖော်ဆောင်မှုအတွက်အနောက်ရှက်ဟန္တာတစ်ခုဖြစ်တယ်သဟေထိနံထိနဆိုတာစိတ်ဓာတ်ပြော့ညံ့သွားမှုဟောအိဋ္ဌာကကာယရဲ့ပြော့ညံ့မှုဒီစိတ်ဓာတ်ပြော့ညံ့မှုကထိနနဲ့မိဋ္ဌာလို့ဆိုလိုတယ်ပေါ့စိတ်ရဲ့ပြော့ညံ့မှုဟာထိနကိုယ်ကာယရဲ့ပြော့ညံ့သွားမှုကမိဋ္ဌာအဲ့ဒီထိနမိဋ္ဌာဆိုတာစိတ်ဘယ်တော့မှလန်းဆန်းမှုမရှိဘူးပညာရဖို့ရအတွက်အနှောင့်အယှက်ကြီးဖြစ်တယ်အမှန်သိဖို့အတွက်လည်းအနှောင့်အယှက်ကြီးတွေဖြစ်တယ်ဒါကြောင့်မို့တကယ်ထူးခြားပြောင်မြောက်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာအိတ်အနေနဲတယ်လို့ဆိုလိုတယ်နော်အိတ်ပြီးတော့အချိန်ဖြုံးတာမျိုးသိမရှိဘူးအိတ်အနေအမတမနဲတယ်ကြိုးစားကြတယ်အမြဲတမ်းနှိုးချကြတယ်ပေါ့သာဂရဆိုနှိုးချနေရနိုးကြကြရှိတယ်လောကကြီးမှာအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဟာနိုးကြတက်ကြွတဲ့သူတွေဒါဖြစ်တယ်အိတ်နေတဲ့လူတွေမဟုတ်ဘူးပြင်းတဲ့လူတွေမဟုတ်ဘူးဒါကြောင့်အိတ်ချင်းစိတ်ဓာတ်ပြော့ညံ့ခြင်းပြင်းခြင်းဆိုတဲ့
အခြေအနေတွေကိုဖယ်ရှားပြနိုင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတရားတို့တရားမြတ်ရဖို့ဆိုတာလည်းပဲဒါတွေဖယ်ရှားဖို့လိုအပ်တယ်လေပမာဒေနနတံဝတိလောကလူတွေဟာအပြင်းထူယုံမြမကဘာတွေဖြစ်တတ်တုံးဆိုအပျော်ဘက်ကိုလိုက်စားတာခုနတုန်းကအပြင်းထူတာနော်အိတ်တယ်တို့ပြင်းတယ်တို့စိတ်ဓာတ်ပြောညံ့တယ်တို့ဆိုတာအပြင်းထူတဲ့အပိုင်းအပြင်းထူပြီးတော့တစ်ဖက်ကျတော့အပျော်ဘက်ကိုလိုက်စားတယ်အဲ့ဒါကိုအပျော်ဘက်ကိုလိုက်စားတာကိုပမာဒလို့ခေါ်တယ်နော်ပမာဒဆိုတာရင်မူးနေတာဘေးလျော့နော်ဒီမျက်စိကလှတာပါတာတွေကြည့်နားကလေးသချင်းလေးနားထောင်အဲ့ဒါတွေပေါ်ရင်မူးနေတာမေ့လျော့နေတာလောက်ရမယ့်အလုပ်တွေမလုပ်ဘူးတယ်လီဗီရှင်းရှေ့မှာမောနေတယ်ပေါ့ခုခေတ်ဆိုလို့ရှိရင်တော့ဇာကားကောင်းလို့ဆိုပြီးတော့ကြည့်နေတယ်အဲ့ဒီလိုအပျော်အပါးတွေနဲ့စိတ်ထဲမှာနှစ်မြုပ်ပြီးတော့နေတာကိုပမာဒလို့ခေါ်တယ်မေ့လျော့နေတာကောင်းတဲ့အလုပ်တွေကိုယ်တဏ္ဍာမှာအကျိုးရှိတဲ့အလုပ်တွေဥပမာပဲစာပေဖတ်ရှုပြီးပညာရဖို့ဆိုတာမလုပ်ချင်ဘူးနော်အချိန်ဖြုံးတယ်အဲ့ဒါကိုပမာဒအဲ့ဒီပမာဒနဲ့ဘယ်တော့မှပေါင်းသင်ဆက်ဆံမှုမလုပ်ပါနဲ့တဲ့မြတ်စွာဘုရားပမာဒေနနတံဝတိအပြင်းမထူနဲ့အိတ်မကြီးနဲ့နော်စိတ်ဓာတ်မပြောညံ့နဲ့အေးအပျော်ပါးကိုမလိုက်စားလွန်းနဲ့ဒါတွေပဲဆိုလိုတာပဲမြတ်စွာဘုရားအဲ့ဒါတွေဖယ်ရှားပြစ်ဖို့လိုအပ်တယ်တဲ့နောက်အတိမာနေနတ်တိတ်သေးရကိုယ့်ကိုအထင်ကြီးရောက်နေကြတယ်တချို့ကကိုယ့်ကိုရှိတာတဲ့ပို့ပြီးတော့ထင်မှတ်နေကြအဲ့ဒီကိုယ့်ကိုထင်မှတ်နေတာအဲ့ဒီထင်မှတ်နေမှုဟာလည်းပဲအမှန်တမ်းအန္တရာယ်ကြီးမားတဲ့အရာတစ်ခုထင်မှတ်တယ်ဆိုတာနော်ဒီအမှန်တမ်းထူးဆန်းတယ်တိရစ္ဆာန်တွေမှာလည်းပဲဒီလိုထင်မှတ်မှုဆိုတဲ့မာနဆိုတာရှိတယ်တခါတော့ကဒီလက်ကုံတယ်တွေကတောထဲမှာဖြတ်သွားသားရင်ကနေပြီးတော့စခန်းချသွားတော့နွားတွေနဲ့စခန်းချအဲ့ဒီမှာစခန်းချသွားပြီးသူတို့အရက်သေးစားတွေတောင်းစားပြီးတော့အရက်အကြံတွေနဲ့ထားပြီးတော့ဒီတိုင်းပြစ်ထားခဲ့ကြတယ်အဲ့ဒီမှာနွားချီပိုးတို့တကောင်ကအဲ့ဒီလူတွေကြံတဲ့အရက်ကလေးသူကသွားပြီးတော့ရေစားလို့တောက်မိသွားတာတောက်မိသွားပြီးတော့နွားချေးပုံစိုးလေးပေါ်မှာသူတက်လိုက်တာမူနဲ့အဲ့ဒီပေါ်တက်လိုက်တာခါတိုင်းလိုပဲနွားချေးပုံထဲမှာနေကြအောင်တက်လိုက်တဲ့အချိန်ကျတော့နွားချေးပုံကအစိုးဆိုတော့ဣသွားတော့အောင်မဲငါကိုယ်တော်မြတ်ရဲ့ခန္ဓာကိုယ်ကြီးကကြီးမားလွန်အားကြီးတော့နွားချေးပုံတော့မခံနိုင်ပါလားလို့ဆိုပြီးအထင်ရောက်သွားတယ်နော်ကိုထင်သွားတာကြည့်အဲ့မှာသူကတက်ပြီးတော့နွားချီးပုံကတက်ပြီးတော့ဟိုကြည့်ကြည့်တော့အနာနာခြုံမှာဆင်ကြီးတကောင်ကခြုံနေစားနေတော့သူကြည့်တယ်ငါလည်းခြေလေးချောင်းမယ်ဟိုကောင်ကြီးလည်းခြေလေးချောင်းမယ်ငါမှလည်းနှာမောင်းပါတယ်သူလည်းနှာမောင်းပါတယ်အဲ့တော့စိန်ခေါ်မယ်ဒီကောင်စိန်ခေါ်လိုက်တာစတုပ္ပဒောအဟံတမ္မတွန်ပိတမ္မစတုပ္ပဒောတကယ်ချင်းမင်းလည်းခြေလေးချောင်းပဲငါလည်းခြေလေးချောင်းလာလေတပွဲတလန်းစမ်းရအောင်နောက်ချီးပိုးတို့ကအဲ့ဒါဆင်ကြီးကိုစိန်ခေါ်တာတဲ့ဆင်ကြီးကအဲ့ဒီမှာခြုံနေချိုးပြီးတော့စားရင်ကနေပြီဘသူကငါ့ကိုစိန်ခေါ်တာတော့လို့ကြည့်လိုက်တယ်နောက်ချီးပုံကနောက်ချီးပိုးတို့ဖြစ်တော့ဆင်ကြီးကစဉ်းစားတယ်မင်းကိုငါခြေထောက်နဲ့လဲခွာနဲ့လဲမနှင်းတတ်တော့ဘူးအစွဲနဲ့လဲမထိုးတတ်တော့ဘူးမင်းဟာခန္ဓာကိုယ်လေးကသေးလေးငါနဲ့ရှင်ပြိုင်တိုက်ခိုက်ဖို့ငါဘာနဲ့မှလုံးလို့မရတော့ဘူးအဲ့တော့မင်းကိုငါလက်ဆောင်ပေးတဲ့အနေနဲ့ဆိုပြီးတော့သူ့ပေါ်တက်တဲ့မစင်စွန့်ထားခဲ့အဲ့ဒါနဲ့ပဲဖုံးထားခဲ့တယ်950ဇာတ်ထဲမှာပါတယ်နော်အဲ့ဒါအတိမာနလို့ခေါ်တယ်လောကလူတွေကကိုယ့်ကိုသိအထင်ရောက်တတ်တယ်နော်အထင်ကြီးတတ်တယ်ဘာမဟုတ်ပေမဲ့အထင်ကြီးနေတာမယုံသွားကြည့်အာဖရိကသူတွေကသူတို့အချောဆုံးလို့ပြောမှာပဲထားလားသူတို့ကိုသူတို့အချောဆုံးလို့ပြော
ဘုန်းကြီးတို့တီဟို6နှစ်ကနေတော့တီဟိုကအမျိုးသမီးတွေကအသားအလွန်မဲတာဟုတ်မဲတယ်အသားမဲတဲ့အပြင်မှာအင်ကြီးကချက်အထက်တူတူလေးဝတ်ထားသေးတယ်အဲ့တော့တူတူလေးဝတ်ထားတော့အလဲကောင်ကအမဲသားကြီးကပေါ်နေအဲ့ဒီမှာသူတို့ကြည်လိုက်လို့ရှင်လေအမလီကော့ပြီးတော့လောကမှာသူတို့အချောဆုံးလို့ထင်တာသူတို့အချောဆုံးလို့ထင်တာအဲ့တော့အတိမာနဆိုတာလူတိုင်းမှာရှိတတ်တယ်ကိုယ့်ကိုထင်ကြီးတာမျိုးတွေဖြစ်တတ်တယ်ထင်ကြီးတယ်အဲ့ဒါလို့အတိမာနဆိုတဲ့ပုံမှာမယက်တည်နဲ့ကိုယ့်ကိုထင်ကြီးတာမျိုးမလုပ်နဲ့လို့မြတ်စွာဘုရားဒီမှာဟောထင်ကြီးမှုကိုလုပ်လို့ရှိရင်ကြာရှုံးတတ်တယ်လို့ဒီလိုဆိုကြာရှုံးတတ်တယ်နိဗ္ဗာန်မနသောနရောကိုယ်စိတ်လေးကိုငြိမ်းချမ်းတဲ့ဘက်ကိုညွတ်ထားပါငြိမ်းချမ်းရေးဘက်ကိုညွတ်ထားပါဒါတွေနဲ့မာနတွေနဲ့ကိုယ်တဏ္ဍာမှာတခွဲသားကြီးနဲ့လှုပ်နေတယ်အမြဲတမ်းနိဗ္ဗာန်ဘက်ကိုလှုပ်သမျှအလှုပ်တွေဟာငြိမ်းချမ်းရေးအတွက်ဒီလိုဥတည်ချက်ထားပါနိဗ္ဗာန်ကိုဥတည်ထားပါဒါနကောင်းမှုလုပ်ရင်လည်းငြိမ်းချမ်းဖို့အတွက်ပဲသီလဆောက်တည်ရင်လည်းငြိမ်းချမ်းဖို့အတွက်ဘာတွေငြိမ်းချမ်းမလဲရာဂတွေငြိမ်းဖို့ဒေါသတွေငြိမ်းဖို့မောဟတွေငြိမ်းဖို့ရှင်ထဲမှာစွဲနေတဲ့မြောက်နေငြိမ်းချမ်းဖို့ပူလောင်တဲ့တရားတွေအလုံးငြိမ်းချမ်းဖို့ဆိုတဲ့စိတ်ဓာတ်နဲ့ဒီစိတ်ဓာတ်နဲ့အလုတ်လုတ်ပါလို့ဆိုလို့ဘာလုတ်လို့နော်ကိုယ်တဏ္ဍာမှာရှိနေတဲ့အပူတရားတွေအညစ်အကြေးတွေဒါတွေအပူတရားတွေငြိမ်းချမ်းတော့အောင်ဆိုတဲ့နိဗ္ဗာန်ကိုမျှော်ကိုးထားတဲ့အသိစိတ်နဲ့ပဲလောက်ပါဓမ္မတကယ်ငြိမ်းချမ်းမှုကိုရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဒီကာထာမှာဒီလိုဟောတာဟောနောက်တစ်ခုလောကလူသားတွေကိုတတိပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောတယ်မောတဝိစေနနိယေထမောတဝိစေနနိယေထမောတဝိဆဆိုတာဘာတော့ဝိဆဆိုတာပြောဆိုတဲ့စကားမောတဆိုတာမမှန်မကန်ပြောဆိုတာမုတ္တဝါဒကိုပြောလို့ပေါ့မုတ္တဝါဒဘယ်တော့မှမပြောနဲ့တဲ့မဟုတ်တာမမှန်ကန်တဲ့အကြောင်းအရာတစ်ခုကိုအမှန်လုပ်ပြီးမပြောနဲ့မရှိတာကိုအရှိလုပ်ပြီးတော့မပြောနဲ့မမြင်တာကိုအမြင်လုပ်ပြီးတော့မပြောနဲ့မကြားတာကိုအကြားလုပ်ပြီးတော့မပြောနဲ့တကယ်ရှိတာတကယ်ဖြစ်ပျက်တာကိုသာလေပြောရမယ်အကြောင်းအရာတစ်ခုမှန်ကန်တာကိုသာပြောရမယ်အဲ့ဒါကြောင့်မမှန်မကန်ပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားဟောတာရှိတယ်ဧကန္တမအတိတတမုတ္တဝါဒိတဇန္တုနောဘယ်တော့ဖြစ်ဖြစ်မှန်ကန်မှုကိုဘယ်တော့မှမပြောဘူးအမြဲတမ်းမမှန်မကန်နေကြီးပဲပြောနေတဲ့ပုဂ္ဂိုလ်တွေဟာဝိတေနပရလောကတနတ္ထိပပံအကာရိယံအဲ့ဒီပုဂ္ဂိုလ်မလုံဖူးတဲ့မလုံနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့လိန်တဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာအကုန်လုပ်တယ်လို့ဒီလိုဆိုလိုတယ်နော်သူကလိန်လိုက်တာပဲမဟုတ်တာတွေအကုန်လုပ်တဲ့ပုဂ္ဂိုလ်ပဲလိန်ခြင်းဟာမဟုတ်တာတွေကိုအကုန်လုပ်ခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ဒီလိုဆိုတယ်ဒါကြောင့်မို့လို့တချို့မိဘတွေကကလေးတွေကိုမလိန်အောင်သင်ထားကြလိန်လို့ရှိရင်ဒီကလေးဟာမဟုတ်တာအကုန်လုပ်ပြီးလိန်လိုက်တဲ့နေရာသူ့ရဲ့ပုံကွယ်ရာဖြစ်လာတယ်ပေါ့လိန်ခြင်းဖြင့်ပုံကွယ်လိုက်လို့ရှိရင်သူဟာသူ့ရဲ့အပြစ်တွေကလွတ်မြောက်သွားတတ်တာဒါကြောင့်မို့လို့မုတ္တဝါဒဆိုတာဘယ်တော့မှမပြောလိမ့်နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသားတော်လေးရှင်ရာဟုလာကိုဆုံးမတာလေဒါလည်းဆုံးမရှင်ရာဟုလာအနာခေါ်ပြီးတော့မြတ်စွာဘုရားကခြေတော်ရေဆင်းရင်ရေခွက်ကလေးခတ်ပြီးရေခွက်ထဲကရေတွေကိုတဝက်လောက်သွန်ပလိုက်တယ်သွန်ပစ်လိုက်ပြီးတော့ရာဟုလာတွေ့လာဟောဒီခွက်ထဲမှာရေနည်းနည်းပဲရှိတယ်တွေ့ပါတယ်လိန်တဲ့ပုဂ္ဂိုလ်မှာကိုချင်းတရားဟာအဲ့လောက်ပဲရှိတော့တယ်ဆိုပြီးမြတ်စွာဘုရားရေခွက်ကလေးကိုသွန်လိုက်တယ်သွန်ပြီးတော့မှောက်ပြတယ်ရာဟုလာဒီထဲမှာရေရှိသေးလားမရှိတော့လိန်တတ်တဲ့ပုဂ္ဂိုလ်မှာကိုချင်းတရားဆိုတာလုံးဝမရှိဘူးလို့ဒီလိုဥပမာပြပြီးတော့မြတ်စွာဘုရားဆုံးမတယ်ရည်စရာအနေနဲ့တောင်လိန်မပြောနဲ့ဘယ်တော့မှလိန်တဲ့စကားမပြောနဲ့မှန်တာပဲပြောရမယ်လို့ခုနှစ်သားအရွယ်ရှင်ရာဟုလာလေးကိုမြတ်စွာဘုရားဆုံးမဆွဲတော်အောင်ပုံဒီ
ခွက်ကလေးနဲ့ပြပြီးတော့ဆုံးမပေးတာဒါအလွန်ရေးကြီးတဲ့အချက်ဖြစ်တယ်ဩဒါကြောင့်မို့လို့တချို့မိဘတွေဟာဉာဏ်ရှိတဲ့မိဘတွေဟာကိုယ်သားသမီးလေးတွေကိုမလိမ်အောင်ဆုံးမကြောက်ပြီးတော့လိမ်တတ်တယ်လေအဲ့ဒါကြောင့်မို့လို့မလိမ်အောင်ဆုံးမကြတယ်ပေါ့မြတ်စွာဘုရားကလည်းမောတဝိစေနန္ဒီယေထားတယ်လိမ်ပြောတာမျိုးမင်းဘယ်တော့မှမလုပ်နဲ့တဲ့ရူပေတနေဟံနကုတ်ပယေရူပေတနေဟံနကုတ်ပယေရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာမင်းတွေ့တာမှုတွေမထားနဲ့နော်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေမထားနဲ့ပစ္စည်းဝတ္ထုတွေပေါ်မှာတွေ့တာမှုကိုမထားနဲ့လောကလူတွေဟာတွေ့တာမှုကိုထားသည့်အတွက်ကြောင့်အဲ့ဒီတွေ့တာမှုကြောင့်လူရဲ့စိတ်ဓာတ်တွေဟာပူလောင်မှုတွေပဲကိုဥတည်သွားတယ်တွေ့တာတဲ့နေရာမှာတောကဆိုတာလာတာကိုဒါကြောင့်မို့အတွေ့တာရှိတဲ့နေရာတောကဆိုတာရောက်တယ်အဲ့ဒါကြောင့်မလို့တွေ့တာမှုကိုဖယ်ရှားတဲ့တွေ့တာမှုကိုမပြုတ်နဲ့ဘယ်ဟာကိုပေါ်မှာတွေ့တာတယ်မမောတယ်ဆိုတာမဖြစ်စေနဲ့မာနင်္စပရိစ္ဆာနေယလောကမှာမာနကိုယ့်ကိုထင်ရောက်တယ်အဲ့ဒီမာနဟာစိတ်ကိုယ်စိတ်ကိုမြင့်တင်ထားတဲ့သဘောကိုယ်စိတ်ကိုယ့်ရဲ့အရည်ချင်းပေါ်မှာအထင်ရောက်တဲ့သဘောအဲ့ဒီအထင်ရောက်တဲ့သဘောအနေနဲ့မာနဟာတစ်မျိုးတည်းဖြစ်တော့လည်းပဲအတုကန္တနာမာနပရဝမနမာနလို့မာနနှမျိုးခွဲတယ်ပေါ့အတုကန္တနာမာနဆိုတာကိုယ့်ကိုချီးမွမ်းတယ်ပရဝမနသူတစ်ပါးကိုတော့ကဲ့ရဲ့ရှုတ်ချတယ်အဲ့တော့ကိုယ့်ကိုချီးမွမ်းတာလဲမာနပဲသူများကိုရှုတ်ချပြောဆိုတာလဲမာနပဲကိုယ့်ကိုထင်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုချီးမွမ်းတယ်ကိုယ့်ကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုရှုတ်ချတယ်အဲ့ဒီနှစ်ခုစလုံးဟာမာနရဲ့လောရတည်ချီပဲလို့ဒီလိုဆိုတာနောက်တစ်ခါမာန၃မျိုးတဲ့ဟိနမံတေယမံတရိတမံဟိနမံလို့၃မျိုးဖြစ်ကိုကအထက်တန်းကြနေလို့ရှင်လေထက်တန်းကြတယ်ဆိုတဲ့ပုံမှာမာနဖြစ်တယ်ကိုကသူများနဲ့ဓာန်တူဆိုလို့ရှင်လေဓာန်တူအနေနဲ့မာနဖြစ်တယ်ကိုကသူများနဲ့နှိမ့်ကြနေရင်လေနှိမ့်ကြနေတယ်ဆိုတဲ့မာနဖြစ်တယ်ဟောအဲ့ဒါလို့မာနဆိုတာဟာကိုယ့်ကိုအထင်ရောက်နေမှုတွေပဲဘယ်ဘက်ကထင်ရမာနဆိုတာဘယ်တော့မှမလျှော့ဘူးအောက်ကနေပြီးတော့ကြောက်ပလားလို့မေးတာမာနပဲရံဖြစ်လို့လုံကိုကအောက်ကရောက်အထက်ကလူကိုမင်းကြောက်ပလားကွာလို့သေးတယ်နော်မာနရဲ့သဘောတရားဘယ်နေရာမှမလျှော့အောက်ရောက်သွားလည်းမလျှော့ဘူးနော်အောက်ရောက်သွားလည်းမရှိဘူးတရောင်းစားတော့မာနရှိတယ်ဆိုတာကြားဘူးတယ်မဟုတ်လားတရောင်းစားရဲ့မာနတရောင်းစားကိုအေးမင်းတောင်းစားနဲ့လာအလုံးလုံးအောင်ငါချန်တဲ့တန်ရှင်းလို့မင်းတနေ့ကိုငါတော့ငွေ100ပေးမယ်တို့ဘုံ90ပေးမယ်ဆိုတရောင်းစားခိုင်းတရောင်းစားမလုပ်ဘူးတဲ့ကျောက်ကတရောင်းစားဗျာခမအလုပ်မပေးနိုင်ဘူးတရောင်းစားမာနကျောက်ကတရောင်းစားတယ်ထွက်တောင်ဘယ်နေရာတောင်းရတယ်ခမလို့လုံးရမှာလုံးမရမှာမဟုတ်ဘူးဆိုတော့လည်းမာနကြီးနဲ့ပဲမရိသရောင်းသားဆိုလို့မာနမရှိဘူးမအောင်မေးလေးနဲ့စူပွက်လှုပ်သွားတတ်တယ်ပေးရင်ပေးမပေးရင်ဆဲသွားတာသေးတယ်သူလည်းမာနနဲ့ပဲအဲ့ဒါကြောင့်မို့လို့မာနံပရိစ္ဆာနေယမာနရဲ့တဘာဝတရားကိုပိုင်းခြားပြီးတော့သိရမယ်တဲ့အဲ့ဒါကိုအစစ်မြင့်နဲ့သိဆိုတာဘာနဲ့သိရညာတပရိညာတိရဏပရိညာပဟာနပရိညာအဲ့ဒီအဆင့်၃ဆင့်နဲ့မာနကိုသိရမယ်လို့ဒီလိုဆိုလို့တယ်မာနရဲ့သဘောတဘာဝကိုသိတာညာတပရိညာလို့ခေါ်တယ်အဲ့ဒီမာနဟာမြဲတဲ့သဘာဝမဟုတ်ဘူးမမြဲတဲ့သဘောတရားဖြစ်တယ်မမြဲသည့်အတွက်ကြောင့်ဒုက္ခသဘောတရားဖြစ်တယ်ကိုယ်ပါမမပိုင်သည့်အတွက်ကြောင့်အနတ္တသဘောတရားဖြစ်တယ်လို့ဒီလိုမာနရဲ့သဘာဝအပေါ်မှာအနိစ္စဒုက္ခအနတ္တလို့ဆုံးဖြတ်နိုင်တာတိရဏပရိညာလို့ခေါ်တယ်တခါဒီမာနတရားကိုမဖြစ်အောင်ဖယ်ရှားတာကပဟာနပရိညာနောက်ဆုံးဒီမာနဟာယ ahanan ဖြစ်မှလုံးဝဥကျိုးသွားတယ်ယ ahanan ဖြစ်မှသာလဲမာနလုံးဝဖယ်ရှားနိုင်တယ်အနုဝဆိုရင်မာနဟာလက်ကျန်ရှိနေဦးမှာပဲတာမန်ပုဂ္ဂိုလ်တွေသောတာပန်သဂရကအနာဂံထိအောင်မာနကလိုက်ပါနေသေးတယ်ယ
ယန္တာဖြစ်ပြီးဆိုတော့မှဒီမာနကလုံးဝကင်းသွားတယ်အဲ့ဒါလို့ဆိုတာပေါ့အဲ့ဒါကြောင့်မို့လို့မာနံပရိစ္ဆာနေယမာနကိုပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ဆိုတာဒါကိုပြောတာဝိပဿနာရှုလိုက်မယ်မာနရဲ့သဘောကိုသိတာညာတပရိညာမာနဟာမမြဲတဲ့သင်္ခတတရားဖြစ်သည့်အတွက်ကြောင့်မမြဲတဲ့သဘောတရားလို့လက္ခဏာနဲ့ဆင်ញင်သုံးသပ်နိုင်တယ်တိရဏပရိညာမာနကိုဖယ်ရှားပြစ်နိုင်တယ်ပဟာနပရိညာလို့အဲ့ဒီအတိညာဏ်၃မျိုးနဲ့မာနကိုနောက်ဆုံးမဲ့ညာဖွညာနဲ့ရှင်းပြနိုင်ရမယ်လို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားသာဟတာဝိရတောဆိုရလူဆိုတာအနိုင်ကျင့်တတ်တယ်ကိုကအထက်ရောက်လာလို့ရှိရင်အနိုင်ကျင့်တတ်တယ်ဘလက်ကာရဆိုတာကိုအားရှိတဲ့ပုဂ္ဂိုလ်ကအားမရှိတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်အဲ့ဒါလို့သာဟတာဝိရတောဆိုရအနိုင်ကျင့်တဲ့သဘောတရားတွေကဘာတွေတော့ဆိုရာဂကလည်းအနိုင်ကျင့်တတ်တယ်ဒေါသကလည်းအနိုင်ကျင့်တတ်တယ်မောဟကလည်းအနိုင်ကျင့်တတ်တယ်ဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကလည်းအနိုင်ကျင့်တတ်တယ်မာနကလည်းအနိုင်ကျင့်တတ်အဲ့ဒီအနိုင်ကျင့်မှုတွေမရှိစေနဲ့လို့မြတ်စွာဘုရားဒီလိုဟောတာနော်နိုင်ကျင့်မှုတွေမရှိစေနဲ့အဲ့တော့ဒီအဆုံးအမမှာမြတ်စွာဘုရားအရေးကြီးတဲ့ကိုယ်ကျင့်တရားတွေရောအရေးကြီးတဲ့အရာတွေရောရှင်းလင်းပြီးတော့ဟောသွားတာမောတဝိစေနဏိယေတာဘယ်တော့မှလိမ်မပြောနဲ့တဲ့ရူပေတနေဟံနကုတ်ပေဘယ်ပေါ်မှတွေ့တာမှုတွေမထားနဲ့မာနင်္စပရိစ္ဆာနေယမာနကိုကြာကြာနာနာသိအောင်ကြိုးစားနော်သိအောင်ကြိုးစားတာဟတာဝိရတောစရိဘု து ကိုပေါ်မှာအနိုင်မကျင့်နဲ့တဲ့ဟောအဲ့ဒါဟာဉာဏ်ဉာဏ်ရေးကိုရစေနိုင်တဲ့အကြောင်းတရားတွေပဲလို့ဒီလိုဆိုတာပေါ့ဒါမှလူတွေဟာထာဝရငြိမ်းချမ်းမှုကိုရနိုင်တယ်။ဟောတော့အစစ်မြင့်ပြီးတော့မြတ်စွာဘုရားဟောတယ်ပုရဏံနာဘိနန္တေယမဲအဟောင်းကိုတွေးပြီးတော့ကြိုက်ကျင့်တတ်မနေနဲ့အဟောင်းဆိုတာအတိတ်ကခန္ဓာတွေအဟောင်းဆိုတာကြည့်ကိုရခဲ့တဲ့ယာဓုနော်တစ်ချိန်တုန်းကအောင်မြင်ခဲ့တာတွေယာဓုဂုံသိမ်းစည်းစိမ်ဥစ္စာအဲ့ဓာတွေကိုသွားပြီးတော့ပုရဏံနာဘိနန္တေယတဲ့အတိတ်ကအရာတွေအောင်မြင်ကြီးပွားခဲ့တာတွေကိုကြည့်ပြီးတော့သွားပြီးတော့စိတ်ထဲမှာကျင့်납ပြီးတော့တွေ့တာမနေနဲ့လို့ဒီလိုပြောတာနော်အတိတ်ကသင်္ခါရတရားတွေပေါ်မှာလည်းပဲတွေ့တာပြီးတော့မနေနဲ့အတိတ်ဘဝကိုလည်းတွေ့တာမနေနဲ့ငယ်ငယ်တုန်းကခံစားခဲ့ရတာတွေငယ်ငယ်တုန်းကရွှေသီးဆောင်းခဲ့ရတာတွေလည်းပြောမနေနဲ့ကျင့်납မနေနဲ့လို့ဒီလိုဆိုလိုတာပဲနော်ပုရဏံနာဘိနန္တေယအဟောင်းကိုတတသာလောက်ပြီးတော့မနေနဲ့နဝိခန္တေနတုတ်ကုတ်ပယေနဝေဆိုတာအသစ်ဖြစ်တဲ့ယာဓုဂုံသိစိစိမ်ဥစ္စာသို့မဟုတ်သင်္ခါရတရားတွေခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးခန္တိန်ကျင့်납မှုနှစ်သက်မှုကိုလည်းနကုတ်ပယေမပြုနဲ့ဟောအသစ်ကိုလည်းကျင့်납မနေနဲ့ရချင်တဲ့စိတ်နဲ့မျောလင့်မနေနဲ့အဟောင်းကိုလည်းတုံ့ပြန်လန်ပြီးတော့ကျင့်납မနေနဲ့နှစ်သက်မနေနဲ့တွေ့တာမနေနဲ့အသစ်ကိုလည်းရချင်တဲ့စိတ်တွေမဖြစ်နဲ့ဒီလိုဆိုလိုတယ်ပေါ့ဟိယမာနေနသောစီယတခုဆုံးရှုံးသွားပြီပျက်စီးသွားပြီကုံဆုံးသွားပြီဟောအခြေအနေတခုကကုံဆုံးသွားတာပဲဘယ်သူပဲဖြစ်ဖြစ်ဟောယာရုကအနားယူလိုက်ပြီဆိုရင်ယာရုကုံဆုံးသွားပြီစီစဉ်ဥစ္စာတွေသုံးလို့ကုံသွားပြီဆိုရင်လည်းကုံဆုံးသွားပြီနော်ကုံဆုံးမှုတွေကအများကြီးပဲအသက်အရွယ်ကြီးလာရင်ငယ်ရွယ်တဲ့အရွယ်ကုံဆုံးသွားပြီနှုပြုမှုတွေကုံဆုံးသွားပြီအသက်ကြီးလာလို့ခွန်အားတွေရောသွားပြီဆိုရင်ခွန်အားဗလာတွေကုံဆုံးသွားတာပဲမျက်စိမှုံလာပြီဆိုရင်မျက်စိရဲ့အမြင်တွေကုံဆုံးသွားတာပဲလူလောကအခုလို့စွန့်လွတ်ခဲ့ရတာတွေကြီးပဲဘယ်သူပဲဖြစ်ဖြစ်ရယူနေကြတာမဟုတ်ဘူးစွန့်လွတ်နေကြရတာဖြစ်တယ်ရထားတဲ့အရာတွေဟာအခိုက်အတန့်သာလင်းဖြစ်တယ်ပေါ့ပြင်ပပစ္စည်းဖြစ်တဲ့ယာရုဂုံသိစိစိမ်ဥစ္စာလည်းအခိုက်အတန့်ပဲနုပြုံမှုဆိုတာလည်းအခိုက်အတန့်ပဲနော်ကြော်ကြားမှုဆိုတာလည်းအခိုက်အတန့်ပဲရတယ်ဆိုတာလည်းအခိုက်အတန့်ပဲချီးမွမ်းခံရတယ်ဆိုတာလည်းအခိုက်အတန့်ပဲအားလုံးဟာအခိုက်အတန့်နေချပဲအဲ့ဒီအခိုက်အတန့်တွေကိုကြော်ဖြတ်သွားပြီးတော့ကုံဆုံးသွားပြီဆိုလို့ရှိရင်လူတွေက
စိုးရင်တော့ကရောက်တတ်ကြတယ်အဲ့ဒါတွေကိုမစိုးရင်မှနဲ့လို့မြတ်စွာဘုရားဟောတာနော်မစိုးရင်နဲ့တဲ့ဒါတွေတွေးပြီးတော့တောကဖြစ်မနေနဲ့ဒီလိုဆိုလို့တယ်ဟိယမာနေနတ်သောစေယကိုပစ္စည်းတွေဆုံးရှုံးသွားလို့တောကမဖြစ်နဲ့ဘဝတစ်ခုမှာဆုံးရှုံးသွားလို့တောကမဖြစ်နဲ့ဆွေတွေမျိုးတွေဆုံးရှုံးသွားလို့တောကမဖြစ်နဲ့ဒါတွေအတွက်မစိုးရိမ်နဲ့လို့ဆိုလို့တယ်လောကရဲ့သဘာဝတွေပဲအာကတံနတိတောတိယဘာဖြစ်လို့ဒါတွေဟာဆုံးရုပ်သွားရင်စိုးရင်တောကတွေဖြစ်နေတာလဲဘသူကြောင့်လဲလို့ပြောမယ်ဆိုရင်အာကာသလို့ဆိုတယ်အစင်းကိုလည်းဆွဲယူတတ်တယ်အတန်ကိုလည်းဆွဲယူတတ်တယ်အနံ့ကိုလည်းဆွဲယူတတ်တယ်အဲ့ဒီဆွဲယူတတ်တာဘယ်သူလဲလို့ဆိုရင်တဏှာပဲပေါ့ဆွဲယူသိမ့်ပိုက်တတ်တဲ့တဏှာသူနဲ့ဘယ်တော့မှမတွဲနဲ့လို့ဆိုလို့လောကလူတွေဟာဒီတွေ့တာမှုတဏှာရာဂရှိနေသမျှကာလပတ်လုံးအဟောင်းကိုလည်းတသသအသစ်ကိုလည်းတမျောမျောနော်ဆုံးရှုံးနေတာသွားလို့ရှိရင်လည်းပဲတဒန္တရနဲ့စွရင်တော့ကရောက်တတ်ကြတယ်ဒါသဘာဝဘသူကြောင့်ရောက်တာတော့လို့ဆိုရင်ခုနကလိုချင်တာတွေကိုလိုချင်နေတဲ့ဆွဲဆောင်တတ်တဲ့တဏှာလောဘပဲလို့ဆိုလိုတယ်နော်အဲ့ဒီတဏှာလောဘကြောင့်မို့လို့လူတွေဟာဆင်းရဲဒုက္ခတွေခုပြောတဲ့အခြေအနေတွေဖြစ်တာကြောင့်မို့လို့အာဂတံနတိတောတိယဘယ်တော့မှတဏှာလောဘကိုအမိပြုပြီးတော့မနေလေနဲ့လို့မြတ်စွာဘုရားကဒီလိုဟောတာနော်အဲ့တော့နံပါတ်9ဂါထာမှာနံပါတ်10ဂါထာမှာမြတ်စွာဘုရားဒီအချက်ကိုဟောတာတရားအနေနဲ့တဖြည်းဖြည်းတိုးမြင့်ပေးသွားတယ်ကိုကျင့်တရားတွေကနေပြီးတော့တဖြည်းဖြည်းတွေ့တာမှုတွေကိုဖယ်ရှားဖို့တွေ့တာမှုကိုဖယ်ရှားတယ်ဆိုတာဟာပထမအရေးနဲ့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖယ်ရှားတယ်အနာဂတ်ဖြစ်လို့ရှိရင်လုံးဝဖယ်ရှားလို့ရသွားပြီယဟန္တာဖြစ်လို့ရှိရင်တွေ့တာမှုတွေအလုံးဖယ်ရှားလို့ရသွားပြီအဲ့ဒီအဆင့်ထိအောင်ဖယ်ရှားနိုင်မှသာလျှင်တကယ်ငြိမ်းချမ်းရေးအစစ်ဆိုတာရမှာဖြစ်တယ်လို့ဘုရားမြတ်စွာဟောကြားလို့ရင်းဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ငြိမ်းချမ်းရေးတရားဟာအင်မတန်မှအဆင့်မြင့်ပြီးရင်တွဲပူဆောင်မှုရင်တွင်ပူဆာတဲ့ကိလေသာတွေကင်းဝေးမှသာလျှင်တကယ်စစ်မှန်သောငြိမ်းချမ်းရေးလို့မြတ်စွာဘုရားကတတ်မှတ်ဟောကြားတာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့မိမိတို့တဏ္ဍာမှာရှိတဲ့ပူပင်သောကတွေပျောက်ကင်းအောင်ကျင့်ဆောင်အားထုတ်နိုင်ကြပါစေကုန်သတည်း